အားလုံးပဲမင်္ဂလာပါရှင်သင်ဟာရည်မှန်းချက်တွေသာချမှတ်ထားပြီးတကယ်တမ်းလက်တွေ့မှာထင်သလောက်ခရီးမရောက်သလိုခံစားနေရပါသလားအဲ့ဒါဟာသင်ရဲ့အရေးချင်းကြောင့်မဟုတ်ပဲသင်ကျင့်သုံးနေတဲ့စနစ်ကြောင့်ဖြစ်နိုင်ပါတယ်ကျမတို့ဟာရည်မှန်းချက်ရှိရာကိုမြင့်တက်သွားတာမဟုတ်ပဲကိုတိဆောက်ထားတဲ့စနစ်အတိုင်းပဲပြန်ကျဆင်းသွားတတ်တယ်ဆိုတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးကိုအတူတူနားဆင်ကြည့်ရအောင်ရှင် You don't rise to the level of your goals, you fall to the level of your systems. ရည်မှန်းချက်ပန်းတိုင်ထက်စနစ်ကိုပိုမိုအာရုံစိုက်ပါကျမတို့သည်မိမိတို့၏ရည်မှန်းချက်ရှိရာသို့မြင့်တက်သွားခြင်းမဟုတ်ဘဲမိမိတို့တည်ဆောက်ထားသောစနစ်များ၏အစဉ်တန်းအတိုင်းသာပြန်လည်ကျဆင်းသွားခြင်းဖြစ်ပါသည်ဤယူဆကိုအလွန်ပင်လူကြိုက်များပါသည်ဘာကြောင့်လဲ James Clear EU စသည်အောင်မြင်မှု၏လျှို့ဝှက်ချက်ကိုရိုးရှင်းစွာဖွင့်ပြနိုင်သောကြောင့်ဖြစ်ပါသည်အောင်မြင်သူနှင့်မအောင်မြင်သူနှစ်ဦးစလုံးတွင်တူညီသောရည်မှန်းချက်ပန်းတိုင်ရှိကြသောလဲရလက်ကွာခြားသွားရခြင်းမှာသူတို့ကျင့်သုံးသောစနစ်ကြောင့်သာဖြစ်ကြောင်းထောက်ပြထားပါသည်ယင်းသည်ရလက်ကိုသာစိတ်ပူနေမိအစားနေ့စဉ်ပြုလုပ်ရမည့်လုပ်ငန်းစဉ် process ကိုအာယုံစိုက်ခြင်းဖြင့်စိတ်ဖိစီးမှုကိုလျော့နည်းစေကရေရှည်တည်တံ့သောအောင်မြင်မှုကိုရရှိစေနိုင်သောကြောင့်ကမ္ဘာတဝန်းတွင်အလွန်ပင်ရေပန်းစားလူကြိုက်များရခြင်းဖြစ်ပါသည်မူရင်းယူအစနှင့်ပြောဆိုသူဤစကားစုသည်စာရေးဆရာ James Clear 2018ခုနှစ်တွင်စတင်ထုတ်ဝေခဲ့သော Atomic Habits အမည်ရှိစာအုပ်မှတစ်ဆင့်ကမ္ဘာကျော်လာခဲ့ခြင်းဖြစ်ပါသည်သို့သောယင်း၏အရင်းခံအတွေးခေါ်မှာလွန်ခဲ့သောနှစ်ပေါင်း2500ကျော်ကရှေးဟောင်းဂရိစစ်တီတော်နှင့်ကဗျာဆရာ Aristotle ပြောဆိုချက်မှဆင်းသက်လာသည်ဟုယူဆနိုင်ပါသည် We don't rise to the level of our ambitions, we fall to the level of our training. ကျွန်ုပ်တို့သည်မိမိတို့၏ရည်မှန်းချက်ပန်းတိုင်များရှိရာသို့မြင့်တက်သွားခြင်းမဟုတ်ဘဲမိမိတို့လေ့ကျင့်တည်ဆောက်ထားသောအလေးအကျင့်စနစ်များ၏အစဉ်တန်းအတိုင်းသာကျဆင်းသွားကြခြင်းဖြစ်ပါသည် EU အစသည်စစ်မြေပြင်မှဆင်းသက်လာခြင်းဖြစ်ပါသည်စစ်မြေပြင်တွင်အသက်အန္တရာယ်နှင့်ကြုံတွေ့ရသောအခါအသက်တရှိရမည်ဟူသောရည်မှန်းချက်ကိုကသင်အားမကယ်တင်နိုင်ပါသင်နေ့စဉ်ပုံမှန်မမေ့မလျော့လေ့ကျင့်ထားသောတုံ့ပြန်မှဥစနစ် training system ကသာလျင်သင်အားအလိုလျောက်ကယ်တင်ပေးနိုင်မည်ဖြစ်ပါသည်ရည်မှန်းချက်ပန်းတိုင်ထားရှိခြင်း၏အားနည်းချက်များပျော်ရွှင်မှုကိုရွှေ့ဆိုင်းစေခြင်းပန်းတိုင်ရောက်မှပျော်မည်ဟုသတ်မှတ်လိုက်သောအခါလက်ရှိအချိန်၏ပျော်ရွှင်မှုနှင့်ကျေနပ်မှုကိုဆုံးရှုံးစေကာစိတ်ဖိစီးမှုသာတိုးလာတတ်ပါသည်ယာယီပြောင်းလဲမှုသာဖြစ်ခြင်းပန်းတိုင်တစ်ခုပြီးမြောက်သွားသည်နှင့်တပြိုင်နက်လူအများစုသည်အားစိုက်ထုတ်မှုကိုရပ်တန့်လိုက်သဖြင့်အဟောင်းတိုင်းပြန်လဲကျဆင်းသွားတတ်ပါသည်လွတ်လပ်မှုကိုကန့်သက်ခြင်းပန်းတိုင်ကိုသာအာယုံစိုက်နေပါကမိမိကိုယ်ကိုအမြဲတမ်းမအောင်မြင်သေးသူဟုသတ်မှတ်မိစေကစိတ်တက်ကြလွယ်စေပါသည်အဆုံးမရှိပြေးလွှားနေရခြင်းရည်မှန်းချက်တစ်ခုပြည့်မြောက်ပြီးတိုင်းနောက်တစ်ခုကိုသာချက်ချင်းလိုက်လံဖန်ဆီးနေရသဖြင့်စစ်မှန်သောဘဝတည်ငြိမ်မှုကိုမရရှိနိုင်ပါစနစ် system ဟုဆိုရဝဲစနစ်ဆိုသည်မှာသင်အားအောင်မြင်မှုစီသို့အလိုလျောက်ပို့ဆောင်ပေးနေသည့်နေ့စဉ်လုပ်ရိုးလုပ်စဉ်များနှင့်အလေးအကျင့်များစုစည်းမှုဖြစ်ပါသည်အလိုလျောက်ဖြစ်တည်မှုတစ်ခုလိုမစင်စားရတော့ဘဲတဘာဝအတိုင်းလှုပ်ဆောင်လာနိုင်သည့်အထိအလေးအကျင့်ဖြစ်လာခြင်းတေးငယ်သောစုစည်းမှုနေ့စဉ်စာတမျက်နှာရေးခြင်းသည်တစ်နှစ်အတွင်းစာအုပ်တအုပ်ဖြစ်လာစေတကယ်သို့ဖြစ်ပါသည်ပြန်လည်ပြင်ဆင်နိုင်မှုရလက်မှကောင်းပါကစနစ်ကိုအချိန်မရွေးအလွယ်တကူပြုပြင်မွမ်းမံပြီးရှေ့ဆက်နိုင်ခြင်းဘဝကဏ္ဍအသီးသီးမှလက်တွေ့ဥပမာများဘဏ္ဍာရေးစနစ်ဝင်ငွေ၏20%ကိုအလိုလျောက်ငွေစုအကောင့်ထဲသို့ထည့်သွင်းခြင်းကုန်ကျစရိတ်အားလုံးကို app တစ်ခုခုတွင်ချက်ချင်းမှတ်တမ်းတင်ခြင်းလူမှုဆက်ဆံရေးစနစ်ညစာစားချိန်တွင်ဖုန်းမသုံးဘဲမိသားစုကိုအချိန်ပြည့်အဝပေးခြင်းတပတ်လျင်အနည်းဆုံးတစ်ကြိမ်ချစ်ခင်ရသူများကိုချီးကျူးစကားပြောခြင်းပညာရေးစနစ်အတန်းတစ်ခုပြီးတိုင်း15မိနစ်ခန့်မှတ်စုပြန်လည်ဖတ်ရှုခြင်းမသိသည့်များကိုစုဆောင်းထားခြင်းမရှိဘဲချက်ချင်းမေးမြန်းခြင်းစနစ်ကောင်းတည်ဆောက်ရန်ဥပဒေသ၄ရက်တထင်ရှားအောင်ပြုလုပ်ပါ make it obvious အလေးအကျင့်သစ်ကိုစတင်ရန်လိုအပ်သောပတ်ဝန်းကျင်ကိုမြင်သာအောင်ဖန်တီးပါဥပမာရေများများတောက်ရန်ရေဘူးကိုစပွဲပေါ်တွင်တင်ထားခြင်းနှင့်ဆွဲမှတ်ဖွယ်ဖြစ်အောင်လုပ်ပါ make it attractive အလေးအကျင့်တစ်ခုကိုမိမိစိတ်ဝင်စားရာတစ်ခုခုနှင့်တွဲဖက်ပါဥပမာလေ့ကျင့်ခန်းလုပ်နေစဉ်မိမိကြိုက်သောသချင်းနားထောင်ခြင်းသုံးလွယ်ကူအောင်ဖန်တီးပါ make it easy
အစပိုင်းတွင်2မိနစ်ထက်မပိုသောအချိန်ဖြင့်စတင်ပါအလွန်လွယ်ကူပါကရပ်တန့်ရန်ခက်ခဲသွားပါလိမ့်မည်လေးကျေနပ်ဖွယ်ဖြစ်စေပါ make it satisfying ပြီးမြောက်သွားတိုင်းမိမိကိုယ်ကိုစုပေးပါဥပမာပြက်ကလေးတွင်အမှတ်အသားပြုခြင်းဖြင့်အောင်မြင်မှုကိုချက်ချင်းခံစားရစေပါသည်မိကုံးချုပ်အတွေ့အမြင်ဤစကားစုသည်ကျွန်ုပ်တို့အားဘဝကိုကြည်မြင်သည့်မျက်မှန်အသစ်တစ်စုံပေးလိုက်ခြင်းဖြစ်ပါသည်ကျွန်ုပ်တို့သည်အနာဂတ်ပန်းတိုင်ကိုသာမျှော်ကြည့်ရင်းစိတ်ပင်ပန်းနေမိအစားယနေ့လှုပ်ဆောင်ရမည့်စနစ် system ကိုသာအကောင်းဆုံးဖြစ်အောင်ပြုပြင်သင့်ပါသည်ရည်မှန်းချက်ပန်းတိုင်သည်လမ်းညွှန်ပြသသည့်မီးပြတိုက်ဖြစ်ပြီးစနစ်သည်တင့်အားကမ်းခြေသို့ပို့ဆောင်ပေးမည့်လှေတစ်စင်းဖြစ်ပါသည်မီးပြတိုက်ကိုသာကြည့်ပြီးလှေမရှိပါကတင်သည်ရေစည်းထဲတွင်နစ်မြုပ်သွားပေလိမ့်မည်ယနေ့မှစ၍တင်ပြုလုပ်နိုင်သည်များတင်၏နေ့စဉ်လုပ်ရိုးလုပ်စဉ်များကိုအလေးအကျင့်သစ်များဖြင့်ပြန်လည်ဒီဇိုင်းဆွဲပါရလဒ်ကိုအာရုံစိုက်နေမည့်အစားလုပ်ငန်းစဉ်ကိုသာအာရုံစိုက်ပြီးပီတိခံစားပါသေးငယ်သောအပြောင်းအလဲများ100%တိုးတက်မှုသည်နောက်ဆုံးတွင်ကြီးမားသောအောင်မြင်မှုဖြစ်လာမည်ကိုယုံကြည်ပါဒီနေ့ပြောပြသွားတဲ့အထက်ကဘယ်အချက်ကိုသင်နှစ်သက်ဆုံးလဲရှင့်comment မှာမျှဝေပေးခဲ့ပါအောင်နော်အခုလိုဗဟုသုတရစရာဗီဒီယိုအသစ်တွေကိုလက်မလွတ်ရအောင်လဲ notification လေးဖွင့်ထားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ရှင့်